မားတို့က power station နဲ့ပတ်သက်တဲ့ meeting လေးပေါ့နော်ဒီနေ့အမ presentation လုပ်ပေးမယ်ပေါ့နော်ဒီ power station ကိုမားတို့ဘယ်လိုမျိုးထပ်ပြီးတော့လုပ်မယ်ဆိုတဲ့ဥစ္စာပေါ့နော်မ presentation file လေးတင်လိုက်မယ်HDMI ရလဲအမ laptop မှာထိုးလို့မရဘူးတော့ HDMI တက်မလာဘူးဖြစ်လည်းမသိဘူးရလား laptop အောင်စင်မပြေရတင်တယ်ညီမလေးခွာလုပ်လိုက်ပါလား presentation တင်လိုက်ပါလားပေးရှင့်မိုင်ကျူကတိုးနေရဆွဲလို့လည်းမရအောင်မကျုံအရန်တိုးနေရဟဲငါတို့မှာ very show လေးရှိနေရပဲမေ့နေရဟုတ်တယ်နော်အဲ့ဒါကျွန်တော်တောက်ယူလိုက်ပါတစ်ချက်ကမပြောဒါလေးမလားအေးဟုတ်တယ်အဲ့ဒါလေးဆန်းစီရကဲအားဆိုမတို့ meeting လေးစလိုက်မယ်နော်my presentation ကတော့ဒီလောက်ပဲဟုတ်ပြီမအဲ့ဆိုညီမရဲ့ဖုန်းလေးကနေပြီးတော့လေဒီ presentation လေး share ပြလိုက်အောင်ကဲရတဲ့ presentation လေးပေါ့နော်အော်မဖုန်းထဲမှာပြလို့ရလားဟုတ်တယ် ready show 1နဲ့ presentation ဖုန်းထဲမှာပြလို့ရတယ်လေမိုက်တယ်နော်ဟုတ်တယ်ဒါကတော့ smart ကြ presentation ပြချင်တဲ့ meeting room 9အတွက် very show wireless presentation လေးပါ